ရရဲ့လို့ကအလုံးမပြတ်တော့မင်းကောင်းသောပုံပဲချင်းနဲ့ကောင်းသောလေလို့ချင်းလို့ဟောလားသူလက်ထက်ကတော့ဟုတ်ကလားသိပ္ပံနေမထုံကားသေးတော့လူသိပ္ပံနေလောက်ရတဲ့ရှားတဲ့အတမောဝါကြောင့်မြင်ရရှိသေးတော့အခါကျတော့ကောင်းသောပုံပဲရင်ကောင်းသောလေလို့ချင်းနဲ့လုံနေတဲ့အချိန်မှာကိုယ်ကာယကံနဲ့ဝစီကံမနောကကံသုံးပါးမှာစင်ကြယ်တန်ရှင်းပြီးတော့ဟောတမာရိမဲ့ခင်သီလမဲ့ခင်ပညာမဲ့ခင်ဒီမဲ့ခင်ဒီကာယကံဝစီကံမနောကဒီသုံးပါးမှာပဲသိတာအခုဒီကာရီပြောလဲကဲနဲ့ကာယကံဝစီကံတွေမှာစင်ကြယ်ရရှိနေလို့ရှိတယ်ဒီလာလေစိတ်မှာလောဘဒေါသမရှိရင်တမာရီကဲအဲ့ရနှစ်ခုရှိနေမှာလားလို့ဉာဏ်ဖြစ်ရင်နဲ့သီလမဲ့ခင်တမာရီမဲ့ခင်ပညာမဲ့ခင်ကလောက်ပြီးယူရတာပို့ရှိနေတာကိုသိတဲ့ဉာဏ်ဖြစ်ရမှာအဲ့လိုသိတဲ့ဉာဏ်ဝိစာလို့ခေါ်တာသိတဲ့လူကြီးကျင့်သုံးသွားမှာစရဏဒါကြောင့်တရားမသိဘဲနဲ့မကျင့်နဲ့သိမှကျင့်စိတ်ကိုမချုပ်ပြီးနဲ့အဲ့ဒီစိတ်မှာလောဘဒေါသပါမပါလောဘဒေါသဖြစ်မဖြစ်ရှိမဖြစ်ကိုယ့်အကူဉာဏ်နဲ့သုံးသပ်ပါချုပ်တီးလိုက်ရင်သူကယုံထွက်ပါတို့ခွေးတွေခြိထားတဲ့ခွေးနဲ့မခြိတဲ့ခွေးပဲခွေးရကြိုက်ခြိရခွေးဘာဖြစ်လို့ကြိုက်ခြိထားလို့ပေါ့ကွာသူကကြိုက်မာရသူ့ချုပ်လိုက်တာသူကဒေါသဖြစ်နေတာအခုလေကိုယ်စိတ်ကိုသွားချုပ်တဲ့ခါကျတော့ယုံတက်တဲ့ခါကျတော့မဟုတ်တာလေဟိုတုန်းကအတိတ်ကအာယုံကြီးပြန်ပေါ်လာအဟုတ်ထင်ပြီးဒေါသတွေဖြစ်ဟာမကျင်းနာဟာနဲ့အဲမရှုပ်လိုက်ဖြစ်တယ်အဲ့ဒါတို့တာပေါ့ကွာမင်းလွတ်တဲ့မြင်းခေါင်းထဲကလွတ်တဲ့မြင်းတခါလေပြေးလို့တာပေါ့တခါမြင်းကကျိုးညောင်းပြီးပြေးအဲ့လိုဖြစ်တာစိတ်ကိုကြည့်ရမှာချုပ်ပြီးရမှာမဟုတ်စိတ်လေးကိုကြည့်တာအဲ့တော့ခိုင်းသူတို့အဲ့လိုမကြည့်တော့ဘူးကွာစိတ်တော့မကြည့်တော့ဘူးကွာတခါဒီစိတ်ကိုပဲတင်းခွက်ချုပ်ပြီးတော့တနေရာနဲ့ခြားတော့ဘယ်နေလိမ့်မလဲကွာ तू ကဖြစ်ရမယ့်နေရာမျက်စိမှလည်းဖြစ်မယ်နားမှလည်းဖြစ်မယ်နှာခေါင်းမှလည်းဖြစ်မယ်လျှာမှဖြစ်မယ်ကားမှလည်းဖြစ်မယ်ဆိုတော့အခုကဘယ်တစ်ခုတည်းသွားထားတယ်နှာခေါင်းတစ်ခုတည်းသွားထားတယ် तू ဘယ်နေကျင်တော့မလဲကွာဟုတ်တယ်မလားအဲ့လိုမြင်ရမှာအဲ့လိုမမြင်တဲ့ခါကျတော့ကွာသွားချုပ်ပြီးတဲ့ခါကျရင်ဖြစ်ကုန်တယ်သူခုနဖြစ်တယ်ဆိုအဲ့ဒါဖြစ်တာအဲ့ချမို့လို့ဝရီရလုံးဆောင်းနဲ့တွန့်တယ်ဆိုအဲ့ဒါကိုလေးစားပြန်တယ်တော့ပေါ့အဲ့ဒါဒီလိုတခဏနေရင်ပြောတဲ့ဆိုမှာကြိုက်တဲ့လူနဲ့ပြောကိုယ်စိတ်ကိုကြည့်သူနဲ့ပတ်သက်လို့မှလောဘဖြစ်တာသူ့အစင်းနဲ့ပတ်သက်လို့ဒေါသဖြစ်တာသူ့နာနဲ့ပတ်သက်လို့ဒေါသဖြစ်တာလောဘဖြစ်တာကိုယ်စိတ်ကိုနားလားညာတော့အရင်ဖြစ်တာကအစင်းနဲ့အတန်ရဲ့ပုံမှာသူကအဲ့လောဘဖြစ်တင်ပါဗျာတင်ပါအဲ့ဒီအစင်းအတန်တော့သူ့မြင်တဲ့တည်းမြင်တော့မြင်နေပြီဟုတ်ပြီသူနဲ့ပတ်သက်လို့ငါစိတ်လောဘတွေဖြစ်နေတာမတရားကြည့်တရားဝါနဲ့အဲ့လိုညာ 这样做的，你来。